စင်ကာပူနိုင်ငံတွေကကျောင်းသားတွေကပညာသင်ခြင်းရန်ကုန်ကိုလာခဲ့ကြရပါတယ်။စင်ကာပူဝန်ကြီးချုပ်လီကွမ်ယူကတော့ငါတို့စင်ကာပူကိုနောက်နှစ်20ကြာရင်ရန်ကုန်မြို့လိုဖြစ်အောင်ကြိုးစားရမယ်လို့အားကြခဲ့ရတဲ့ခေတ်တစ်ခေတ်ရှိခဲ့ပူပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ရာအားလုံးကပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။အာရှရဲ့ထိပ်သီးကနေကမ္ဘာအောက်ဆုံးစစ်ပညာရေးစနစ်တစ်ခုဖြစ်ထိုးကျသွားခဲ့ပါတယ်။ကျောင်းဆင်းလာတဲ့ဘွဲရလူငယ်တွေဟာအလုပ်လုပ်ဖို့အရေးချင်းမမီကြတော့ချမ်းသာတဲ့လူတွေကသားသမီးတွေကိုနိုင်ငံခြားပို့ထားကြပြီးစင်းရဲသားတွေကတော့စစ်ကြုံပညာရေးအောင်လမ်းပြောင်းနေကြရပါတယ်။ဒါဟာမတော်တဆဖြစ်သွားတာမျိုးမဟုတ်ပါဘူး။စီမံခန့်ခွဲမှုဉာဏ်ဖြင်းလို့လည်းဖြစ်သွားတာမျိုးမဟုတ်ပါဘူး။သမိုင်းပညာရှင်တွေနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ဒါဟာအာဏာရှင်တွေကတမင်သက်သက်စနစ်တကျရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးခဲ့တဲ့ဉာဏ်ပညာလောက်ကျမှုကြီးတစ်ခုလို့သုံးသပ်ကြပါတယ်။အာဏာရှင်တွေကပညာရေးကိုဘာဖြစ်လို့ကြောက်ကြရလဲ။ကျောင်းသားသမဂ္ဂအစာအုပ်ကြီးကိုဒိုင်းနမိုက်နဲ့ဖောက်ခွဲပစ်လိုက်တာဟာအစာအုပ်ကိုဖျက်ဆီးရလား။စိတ်ဓာတ်ကိုဖျက်ဆီးရလား။အဝေးတင်တက္ကသိုလ်ဆိုတာလူငယ်တွေကိုပညာတတ်စေခြင်းလို့လားဒီနေ့မှာတော့မြန်မာပညာရေးစနစ်ကြီးကိုအမြင့်ကနေလိုက်စားသွားစေခဲ့တယ်အာဏာရှင်တွေရဲ့နှစ်ပေါင်း60ကျော်ကြာစနစ်တကျဖျက်ဆီးမှုသမိုင်းကိုစားမစောတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပညာရေးရဲ့ကံကြမ္မာလည်ပြောင်းကတော့1962ခုနှစ်မတ်လ2ရက်နေ့မှာစတင်ခဲ့ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့တော်လှန်ရေးကောင်စီကအာဏာသိမ်းလိုက်တဲ့အချိန်သူတို့ရဲ့အကြီးမားဆုံးသောရန်သူတွေကနိုင်ငံရေးသမားတွေမဟုတ်ပါဘူးသူတို့ကြောက်ဆုံးရန်သူကတော့ကျောင်းသားတွေပါလွတ်လပ်ရေးတိုက်ပွဲကာလတစ်လျှောက်လုံးမှာကျောင်းသားတွေကနိုင်ငံရေးရဲ့ဥဆောင်သူတွေဖြစ်လာခဲ့ပါသူတို့မှာစဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်မတရားတာကိုကောင်းကောင်းမခံတဲ့တတိရှိအာဏာရှင်တွေကဒါကိုကောင်းကောင်းသိပါတယ်ဒါကြောင့်အာဏာသိမ်းပြီး4လကြာ1962ခုနှစ်ဇူလိုင်လ9ရက်နေ့သမိုင်းဝင်ရက်စက်မှုကြီးကျူးလွန်ခဲ့ပါရန်ကုန်တက္ကသိုလ်ဝင်းထဲကသမိုင်းဝင်ကျောင်းသားသမဂ္ဂအစာအုပ်ကြီးကိုကျောင်းသားတွေထဲမှာရှိနေရတဲ့ဒိုင်းနမိုက်တွေတက်ပြီးဖြိုချဖျက်ဆီးပစ်လိုက်ပါမနက်မိုးလင်းတဲ့ခါမှာတော့လွတ်လပ်ရေးတိုက်ပွဲပြရုံပြပုံတိဖြစ်ခဲ့ရပါတယ်ဒါဟာစာအုပ်တစ်ခုကိုဖျက်ဆီးလိုက်တာမဟုတ်ပါဘူးမြန်မာကျောင်းသားတွေရဲ့စီးလုံးညီညွတ်မှုနဲ့လွတ်လပ်စွာတွေးခေါ်မှုတွေကိုဖြိုချလိုက်တာပေါ့အဲ့ဒီနေ့ကစပြီးတက္ကသိုလ်တွေကပညာသင်ကြားရနေရမဟုတ်တော့ပဲအာဏာရှင်တွေရဲ့စောင့်ကြည့်ထိန်းချုပ်ရကျင်းစခန်းတွေလိုဖြစ်လာပါပြီနေဝင်းခေရဲ့နောက်ထပ်ဆိုးရတဲ့ခြေလမ်းတစ်ခုကတော့မြန်မာဆိုရှယ်လစ်လမ်းစီပညာရေးစနစ်ဆိုပြီးစတင်လိုက်တာပါပထမဆုံးလုပ်ရက်ကတော့သာသနာပြုကျောင်းတွေကိုပြည်သူပိုင်သိမ်းလိုက်တာစိန်ပေါ် Saint Francis စတဲ့ကမ္ဘာ့စစ်မီပညာရေးသင်ကြားပေးနေတဲ့ကျောင်းတွေကဆိုရလက်အောက်ကိုရောက်သွားပါတယ်။အဲ့ဒီအချိန်ကစပြီးတော့အရေးသွေးတွေစတင်ကျဆင်းလာပါတယ်။ဒါနဲ့မကသေးပါဘူး1964ခုနှစ်လောက်မှာတက္ကသိုလ်ပညာရေးစနစ်သစ်ဆိုပြီးပြောင်းလဲလိုက်ပါတယ်။စိုးဆုံးချက်ကတော့အင်္ဂလိပ်စာသင်ကြားမှုကိုကန့်သတ်လိုက်ခြင်းပါပဲ။အားလုံးကမြန်မာလိုပဲသင်မယ်ဆိုတဲ့ကျင်းမြောင်းတဲ့မျိုးချစ်စိတ်နဲ့ကမ္ဘာပညာရပ်တွေကိုမျက်ကွယ်ပြုလိုက်တာပါ။ရလက်ကတော့ဘာဖြစ်သွားလဲဆိုတော့ဆရာဝန်ဖြစ်မဲ့သူတွေအင်ဂျင်နီယာဖြစ်မဲ့သူတွေကနိုင်ငံတကာစာအုပ်စာတမ်းတွေကိုဖတ်ရှုဖို့အခက်အခဲဖြစ်လာပါတယ်။ကမ္ဘာခေတ်မီနည်းပညာတွေနဲ့ဆက်ပြတ်သွားတယ်။မြန်မာနိုင်ငံကကမ္ဘာကြီးနဲ့ဆက်သွယ်ပြတ်ပြီးရေရင်းတွေကဖားဘဝကိုရောက်သွားခဲ့ရပါတယ်။ဒီခေတ်မှာပေါ်လာတာကလူရည်ယွန်စီမံကိန်းမှာကြည့်ရင်တော့ကောင်းတယ်လို့ပါပဲ။ဒါပေမဲ့လက်တွေ့မှာတော့ဆိုရကိုထောက်ခံမဲ့အမိန့်နာခံမဲ့လူဒန်းစားတရက်ကိုမွေးထုတ်ဖို့ရည်ရွယ်နေခဲ့တာပါ။စဉ်းစားတွေးခေါ်မှုထက်အာကုံဆောင်နိုင်မှုကိုဦးစားပေးတဲ့ကြက်တူရေးစာအပ်စနစ်ဟာဒီခေတ်မှာအမြင့်တွယ်ခဲ့တာဒီနေ့ထိပါပဲ။ကျောင်းသားတွေကဘာကြောင့်လဲလို့မေးခွန်းမထုတ်ရတော့ပါဘူး။ဆရာပြောတာကိုမှတ်စာမေးပွဲမှာအန်ချပြီးရင်မေးပြီးဒါဟာပညာရေးဖြစ်လာပါတယ်1988ခုနှစ်ရှစ်လေးလုံးရေးခင်းကြီးဖြစ်ပွားတဲ့အခါအာနာရှင်တွေထပ်ပြီးထိတ်လန့်သွားကြပြန်ပါတယ်။ဒီဒေါ်လာရေးကိုစတင်ခဲ့တာကကျောင်းသားတွေပါပဲ။ရန်ကုန်စက်မှုတက္ကသိုလ် RID ကျောင်းသားတွေကစတင်ပြီးမွေးလိုက်တာ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့အခါဗိုလ်ချုပ်မှုကြီးစောမောင်နဲ့တန်းရွှေတို့ကပညာရေးပို့ပြီးရက်ဆက်တဲ့နီးဗျူဟာကိုသုံးလာပါတယ်